တခါပြောင်းတာတော့တော်တော်မလွယ်ဘူးတော်တော်လေးအလုံးရှုပ်တယ်တော်တော်လေးစိတ်ပင်ပန်းရတယ်တော်တော်လေးလူပင်ပန်းရတယ်ပေါ့နော်ပြီးရင်ပတ်စံတွေလည်းအများကြီးကုန်တယ်ပေါ့နော်အားလုံးမင်္ဂလာပါမနက်ဆန်ကိုနေချောကမှာမာရီကန်မကျိုးလိုက်ပါတယ်မာရီဆန်စီပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဘာတရှိတော့အိမ်ပြောင်းတဲ့အခါမှာတုံးတဲ့ခိုတိုဘာတွေကိုထပ်ပြီးတော့ပေါ့နော်အပိုင်းနှစ်အနေနဲ့တင်ပေးမှာဖြစ်ပါတယ်ဒီတစ်ခါမှာတော့ဗာလဲဆိုတော့ဘူကန်ယာဟေယာနီကန်ဆူနီဟွန်ကိုပေါ့နော်ဒီအိမ်တွေပြီးနောက်ကအခန်းနေနဲ့ပတ်သက်တဲ့ဒီစကားလုံးတွေကိုတင်ပေးမှာပေါ့နော်ဒီလိုစကားလုံးလေးတွေတည်ထားမယ်ဆိုရင်အခန်းရှာတဲ့အခါမှာပို့ပြီးတော့ပေါ့နော်အထောက်အကူဖြစ်စင်မှာဖြစ်ပါတယ်ဒီစကားလုံးလေးတည်ထားမှာပဲပို့ပြီးတော့ကိုလိုချင်တဲ့အခန်းကိုပေါ့နော်ရှာလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီစကားလုံးလေးတွေကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်ဆိုတော့ပြီးအပိုင်းနှစ်ကတော့ဒီမှာပြထားဆိုတော့ပြီးအပိုင်းနှစ်ကတော့ဒီမှာပြထားတဲ့အတိုင်းပဲပိုကန်ယာဟေယာနီကန်ဆူလို့နီဟွန်ကိုပေါ့နော်ဒီအစာအုပ်တွေအခန်းတွေနဲ့ပတ်သက်တဲ့ဂျပန်စာပေါ့နော်ဟုတ်ပြီကဲအရင်ဆုံးနံပါတ်1ကပါလဲဆိုတော့မာဒိုရီပေါ့နော်မာဒိုရီမာဒိုရီကိုတချို့၄ယောက်တော်လို့လဲပြောလို့ရှိပါတယ်ပေါ့နော်အခန်းရဲ့ဖွဲ့စည်းပုံဖြစ်ပါတယ်အခန်းဖွဲ့စည်းပုံပုံမှန်အဖြစ်တော့လိုမျိုးသွားတယ်ပေါ့နော် 1k 1ldk 2k 2dk 2ldk 3k အဲ့လိုမျိုးပေါ့နော်သွားတယ်ဆိုတော့ dk တွေ dk တွေဘာတွေလဲဆိုတော့ k ဆိုတာ kitchen ကိုပြောတာဖြစ်ပါတယ် l ဆိုတာက living ပေါ့နော်တချို့အိမ်ခန်းကိုပြောတာဖြစ်ပါတယ် d ဆိုတာ dining ပေါ့နော် k ဆိုတာ kitchen ပေါ့နော်အဲ့လိုမျိုးသွားတာဖြစ်ပါတယ် 1k ဆိုပြောမယ်ဆိုရင်တော့ဒီ kitchen တက်ခန်းပါတယ်အိမ်ခန်းတက်ခန်းပါတယ်ပေါ့နော် kitchen ခန်းကကျဉ်းလေး 1ldk ဆိုရင်တော့အဲ့မှာ living dining kitchen ဖြစ်တာကြောင့်မလို့ပြောမှဆိုတော့ထမင်းစားလို့ရတဲ့နေရာလေးပါမယ်ဂျပန်မှာတော့ထမင်းစားလို့ရတဲ့နေရာနဲ့ဒီ living နဲ့ပြောမှဆိုတူတူပါပဲပေါ့နော် 1ldk ဆို 1k ထက်ပိုကျတယ် 2dk ဆိုရင်အခန်းနှခန်းပါတယ်ပြီးတော့က dining kitchen ပါတယ်အဲ့လိုမျိုးအဓိပ္ပာယ်မျိုးပေါ့နော်ဆိုတော့ကိုကဘယ်လိုမျိုးအခန်းကိုရွေးချင်တာလဲဆိုတော့ဒီလိုမျိုး1ldk လား 2dk လားကြည့်လို့ရပါတယ်ဒီလိုမှအခန်းကဘယ်လိုမျိုးလဲမသိဘူးဆိုရင် Google မှာ1ldk ဆိုဘယ်လိုမျိုးအခန်းလဲဆိုတာကိုရှာကြည့်လို့ရပါတယ်ပေါ့နော်ဟုတ်ပါပြီနောက်တစ်ခုဆက်သွားမယ်ဗာလဲဆိုတော့ manseki ပေါ့နော် manseki ဆို area ဖြစ်ပါတယ်ဒီအခန်းရဲ့အကျယ်ပေါ့နော် area ကို manseki လို့ပြောတယ်ဆိုတော့ပုံမှန်အားဖြင့်တော့area ကိုဒီလိုမျိုးရေးတွက်တယ်ပေါ့နော် he ho meter ပေါ့နော်ပြောမှဆိုတော့ he ho meter ဆိုတာ meter square ကိုပြောတာဖြစ်ပါတယ်ဂျပန်မှာဆိုရင်တော့ဒီပေတွေနဲ့မသွားဘဲနဲ့ meter square နဲ့သွားတယ်ပေါ့နော် meter square နဲ့သွားတယ်1ldk ဆိုပုံမှန်အားဖြင့်တော့20ကျော်လောက်ပေါ့နော်26မီတာစကွဲတော့ဗါအဲ့လိုမျိုးတွေတွားတာပေါ့နော်ပြီးရင်သူ့ကိုပေါ့နော်လွယ်ကူဟိုတချို့တော့ပြီးရင်သူ့ကိုပေါ့နော်ဒီဖူဒိုဆန်တွေကလွယ်ကူသူက hair bell လို့သုံးတယ်ဒါကတော့စကားပြောတဲ့အခါမှာသုံးတာများတယ်ပေါ့နော် hair bell ဆိုတာလည်း meter square ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီအကျယ်လေးတွေကို meter square နဲ့ပြောပါတယ်ပေါ့နော်ပြီးရင်နောက်တစ်ခါကျတတမီပေါ့နော်ဒါတော့ဂျပန်စတိုင်ခန်းတွေမှာသုံးတဲ့စကားလုံးဖြစ်ပါတတမီဆိုဖြာပေါ့နော်ဂျပန်ဖြာပေါ့ပြောမယ်ဆိုရင်တော့သူတို့ကတခါလေကျတော့မြင်သာထင်သာရှိအောင်ပေါ့နော်အဲ့လိုမျိုးမီတာစကွဲတွေပါတယ်နော်မဟုတ်ဘဲနဲ့ဖြာဘယ်နှချက်စာတို့ဖြာ6ချက်စာတို့အဲ့လိုမျိုးတွေပြောလို့ရှိရပေါ့နော်မရှိတော့online မှာရှာကြည့်တဲ့အခါမှာလည်းပဲဖြာ6ချက်ပုံစံမျိုးလေးပြထားတာမျိုးတွေလည်းပဲရှိတယ်ပေါ့နော်ဆိုတော့ဖြာတစ်ချက်ကိုသူကတွက်ကြည့်လိုက်မယ်ဆိုရင်အလျား6ပေလောက်ရှိတယ်အနံကကျတော့3ပေလောက်ရှိတယ်ပေါ့လားခံမှန်းကြည့်ပေါ့နော်ခံမှန်းကြည့်အလျား6ပေအနံ3ပေလောက်ရှိတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်တတမီထားပါတော့loku jo တကြောနဲ့ရေးရတာကွာတတမီ loku jo နော် hair ဆိုရင်ဖြာ6ချက်စာရှိတဲ့အခန်းပေါ့နော်အဲ့လိုမျိုးရေးတွက်တာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီပြီးတော့ချီကုနန်စုဆိုတဲ့ဘေကအဆောက်တက်တန်းပေါ့နော်ပြောမယ်ဆိုရင်တော့စောက်ထားတဲ့အဆောက်အဦရဲ့တက်တန်းဖြစ်ပါတယ်ဒီဂျပန်မှာဆိုရင်အဆောက်အဦရဲ့တက်တန်းပေါ်မှာမူတည်ပြီးတော့ဈေးနှုန်းတွေကလည်းပဲကွာရတာပေါ့နော်အဆောက်အဦတက်တန်းအိုလေးစောက်ထားတဲ့တက်တန်းကြာလေးဈေးနှုန်းကချိုလေးပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်အဓိကတော့ငလင်းနေပါတယ်ပေါ့နော်ငလင်းနေပါတဲ့အဆောက်အဦတွေကဟောင်းနေမယ်ဆိုရင်တိတ်ပြီးခံနိုင်ရင်မရှိဘူးပေါ့နော်တိတ်ခံနိုင်မရှိရဆိုတော့အတစ်လောက်တော့ခံနိုင်ရင်မရှိတာပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်ချီကုနန်စုတက်တန်းများလေးဈေးနှုန်းကပို့ပြီးတော့ချိုလေးဖြစ်ပါတယ်ပေါ့နော်ပြီးရင်ဒီစကားလုံးလေးမှတ်ထားရမယ်駅から徒歩10分ပေါ့နော်徒歩ဆိုတာလမ်းလျှောက်ပေါ့နော်10分10မိနစ်အဲ့ဆိုတော့ဘူတာကနေလမ်းလျှောက်10မိနစ်ပေါ့တချို့တော့အိမ်တွေပါရှာတဲ့အခါမှာနော်ဘူတာကနေလမ်းလျှောက်ဘယ်နှမိနစ်ဆိုတာမျိုးကိုရှာပြလေးရှိတယ်အဲ့ဒါမှပေါ့နော်ကိုကဘူတာကိုဘယ်လိုသွားရမလဲပေါ့နော်အဲ့လိုမျိုးသိမှဖြစ်ပါတယ်ဆိုတော့ဘူတာကနေလမ်းလျှောက်ဘယ်လိုပြောရမလဲနီးလေဘူတာနဲ့နီးလေပို့ပြီးတော့ဈေးကြီးလေဖြစ်ပါဘူတာကနေလမ်းလျှောက်10မိနစ်15မိနစ်လောက်ဆိုရင်တော့နည်းနည်းဈေးချိုသွားမှာပေါ့နော်ပုံမှန်အဖြစ်တော့အဲ့လိုမျိုးလမ်းလျှောက်10မိနစ်အတွင်း
ငှားကြတာများတယ်10မိနစ်နဲ့ကြော်သွားမယ်ဆိုရင်တော့နည်းနည်းလေးပေါ့နော်ဝေးသွားတယ်ဈေးရလည်းနည်းနည်းတော့ချိုတာပေါ့နော်တရှိရှစ်တစ်ခေါက်တော့ငှားတဲ့အိမ်ဆိုရင်လမ်းလျှောက်10မိနစ်ဖြစ်ပါတယ်ပေါ့နော်တာမန်ထက်နည်းနည်းလေးဈေးချိုတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်ပြီးတော့မီနာမီမူကီပေါ့နော်တောင်ဘက်လက်ဖြစ်ပါတယ်ပေါ့နော်တောင်ဘက်လက်ချက်ပတ်မှာဆိုရင်အေးတယ်မလားအေးတော့ကျတောင်ဘက်လက်တွေကိုပို့ပြီးတော့တဘောကြအဲ့ဒါမှနေဝင်တာပေါ့နော်နေရအခန်းထဲကိုနေအောင်ရတာပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်ဆိုတော့ချက်ပတ်မှာဆိုရင်မီနာမီမူကီဆိုရင်ပို့ပြီးတော့ကောင်းတယ်အခန်းပိုကောင်းတယ်ဈေးလည်းတာမန်ထက်နည်းနည်းလေးကြီးမယ်လို့ထင်တယ်ဒါပေမဲ့အဓိကတော့အခန်းရှာတဲ့အခါမှာဒီလိုမျိုးစကလုံးလေးတွေနဲ့ရှာပြီးတော့ပေါ့နော်ထည့်ပြီးရှာလို့ရတယ်အဲဆိုရင်တော့တကယ်လို့မပို့ပြီးတော့ပေါ့နော်ကောင်းတဲ့အခန်းလေးတွေရမှာပေါ့လေနော်ပြီးရင်တော့ခါခုSMS ခါဒိုဘေးရပေါ့နော်ခါဒိုဘေးရဆိုတာခါဒိုဆိုတာ down ပေါ့နော် down အခန်းမရှိတော့တိုက်ခန်းနေပါမှာဆိုရင်အခန်းတွေက5ခန်းဇက်တိုက်နော်တွဲထားတာရှိရမလားအဲ့လိုမျိုးဆိုရင်အလဲအခန်းဖြစ်နေမယ်ဆိုရင်နော်ဘေးကလည်းအခန်းရှိရဟိုဘက်ဘေးမှာလည်းအခန်းရှိရဆိုရင်နော်ဟိုအတန်မလုံးဆိုရင်နော်ကြားနေရမယ်ပြီးရင်တောင်အခန်းမဟုတ်တာကြောင့်မလို့နေရောင်ကလည်းပဲမျက်နှာစာတစ်ခုတည်းကနေပဲဝင်မယ်ပေါ့နော်ဒါပေမဲ့တောင်အခန်းဆိုရင်မျက်နှာစာနှစ်ဖက်ကနေပြီးတော့နေရောင်ဝင်နေပြီးရင်ကိုယ့်ရဲ့ဟိုဘက်ဘေးမှာအခန်းတစ်ခန်းပဲရှိတယ်ဒီဘက်ဘေးမှာအခန်းမရှိဘူးအဲ့လိုအဓိပ္ပာယ်မျိုးပေါ့နော်ဟုတ်တယ်မလားတောင်ခန်းဆိုတော့ပို့ပြီးတော့ကောင်းနေပေါ့နော်ဟုတ်တယ်မလားတခါလေကျတော့ဟိုဘက်ခန်းအဲ့လိုမျိုးဟိုစူးညံအတန်နေကြားရတာမျိုးတွေလည်းပဲရှိတတ်တယ်ပေါ့နော်ဟုတ်တယ်မလားဟုတ်ပြီဆက်သွားမယ်နမရပေါ့နော်အရင်နေရတော့အခန်းတော့ပေါ့နော်ဘေးမှာအခန်းအဖိုးကြီးတယောက်နေရပေါ့နော်ကိုရဲ့အညဘက်ဆိုမဲ့ဘူးသူကအိပ်ပြီတခါလေကျတော့နေရန်ထုတ်ကန်ရတယ်ပေါ့နော်တုံထုတ်ကန်ရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဘာစုတိုးတဲ့ bits ပေါ့နော်ဆိုတော့ဒါဘာစုတိုးတဲ့ bits ဆိုတော့ရှိပါတယ်ဆိုတော့ရေချိုးကန်းနဲ့အိမ်နာနဲ့တက်စီကိုပြောရဖြစ်ပါတယ်ဆိုတော့အခန်းမှာရေချိုးကန်းနဲ့အိမ်နာတက်စီဆိုရင်ပိုကောင်းတယ်ပေါ့နော်တွဲထားတယ်ဆိုရင်မကောင်းတာတော့မဟုတ်ဘူးဘယ်လိုပြောရမလဲအတွဲဖြစ်နေတာကြောင့်မလို့တခါလေးမှာနော်ဟိုဘယ်လိုပြောအသိပြီးအဆင်မပြေတာမျိုးရှိတာပေါ့နော်ဟုတ်တယ်မလားဘာစုနဲ့တိုးရတဲ့ bits ဆိုရင်ပိုကောင်းတယ်ပြီးရင် aircon ski ပေါ့နော် aircon ပါပြီးဒီဘက်မှာအိမ်ငားတဲ့ခါမှာ aircon မပါတဲ့အခန်းတွေရှိတယ် aircon ကိုယ့်ကိုပြန်တက်ရတဲ့အခန်းတွေရှိတယ်ဆိုတော့ဒီလိုမျိုး aircon ski လို့ပြောထားမယ်ဆိုရင်တော့ aircon ပါမပါကြည့်လို့ရတယ်ပေါ့နော်ဆို aircon ပါပြီးရပိုကောင်းတယ်မပါဘူးဆိုရင်ကိုယ့်ကိုတစ်ပြန်ဝဲမှာပေါ့နော်အဆင်မပြေဘူးအဲ့ဒါနော်ပြီးတော့ volcano type ပေါ့နော် volcano type အမျိုးအစားဟိုဒီအစာအုပ်မျိုးစားပေါ့နော်အစာအုပ်မျိုးစားဆိုတာဒီအိမ်ကဘယ်လိုမျိုးအစာအုပ်လဲဘာနဲ့စောက်ထားရလဲဆိုတဲ့ဟာကိုပြောရဖြစ်ပါတယ်ဒါကလည်းစကားပြောတယ်ဘာလို့စကားပြောလဲဆိုတော့ဂျပန်ကနော်ဒီငလင်းတွေပါလှုပ်တဲ့အခါမှာဘယ်လိုမျိုးအခန်းတွေကပို့ပြီးတော့ကောင်းလဲဆိုတာနော်ဒီပုံမှာမူတည်သွားတယ်ဆိုတော့နံပါတ်1အနေနဲ့ကတော့ mansion ပေါ့နော် mansion ကတော့ကွန်ဒိုဆိုတဲ့အဓိပ္ပာယ်မျိုးပဲပြောမှာပေါ့နော်ကွန်ဒိုလိုပါပဲသူကတော့ပုံမှန်အဖြစ်တော့ပေါ့နော်ဒီ RC တို့နော်ပြီးတော့က steel structure တို့ဆောက်ထားတာများတယ်ပြောမှဆိုတော့ဒီငလင်းတန်းတွေခံနိုင်တာများတယ်ပြီးရင် mansion ဖြစ်တာကြောင့်မလို့ဟိုဘယ်လိုပြောရမလဲအတန်နေပါတွေပို့ပြီးတော့လုံနေပေါ့နော်ပြီးရင်တော့ဘာလို့ရှိအပါတော့တိုက်ခန်းပေါ့နော်သူကတော့ပုံမှန်အဖြစ်တော့တစ်သားနဲ့ဆောက်ထားတာများတယ်နှစ်ထပ်အိမ်ပေါ့နော်များတယ်တစ်သားနဲ့ဆောက်တာဖြစ်တာကြောင့်မလို့အတန်မလုံဘူးအတန်မလုံတာများတယ်ပေါ့နော်ပြီးရင်ငလင်းတန်းလည်းအဲ့လောက်ခံနိုင်မယ်လို့မထင်ပါဘူးဒါပေမဲ့ငလင်းတန်းခံနိုင်အောင်ဆောက်ထားတယ်ဆိုရင်တော့ငလင်းတန်းခံမှာပေါ့လေနော်ပြောမစတော့ mansion ကပိုကောင်းတယ်ဒါပေမဲ့အပါတော့ကြလည်းဈေးတက်တာသွားတာပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်ပါတယ်ပြီးရင်တော့ကလျော့ဆိုတာအဆောင်ပေါ့နော်အဆောင်ကတော့တည့်တဲ့အတိုင်းပဲလူတွေအများကြီးနဲ့ပေါင်းပြီးတော့နေရတဲ့အဆောင်ဖြစ်ပါတယ်ပေါ့နော်ပြီးတော့ share house ဆို share house ပေါ့နော်သူကလည်းတူတူပဲရှိအိမ်တစ်လုံးရှိမှာပေါ့အိမ်တစ်လုံးထဲမှာလူတွေအများကြီးနဲ့ထားပါလူ10ယောက်ဆိုရင်10ယောက်နဲ့တူနေရတာပေါ့နော်ဆိုအခန်းကတော့ပုံမှန်အဖြစ်တော့ကိုခန်းနဲ့ကိုပဲသူတို့တွဲသုံးရတာတွေရှိတယ်ဘာလဲဆိုတော့ရေချိုးကန်းအိမ်သားတို့ပြီးရင်တော့ကဒီ kitchen တို့ပေါ့နော်အဓိကဓာတ်တွေတွဲသုံးရတယ်အခန်းကတော့ကိုခန်းနဲ့ကိုဆိုပေမဲ့တခြားဟာတွေ share ပြီးတော့သုံးရတယ်ပေါ့နော်ဒါကတော့တခြားလူတွေနဲ့တွဲပြီးနေရမှာဖြစ်တာကြောင့်မလို့နော်သူများနဲ့အဆင်ပြေအောင်နေနိုင်တဲ့သူတွေဆိုရင်တော့ပိုကောင်းတယ်တယောက်ထဲသမားကြီးဆိုလည်းကောင်းတယ်ဟုတ်တယ်အဖော်ရတာပေါ့နော်သူများနဲ့အတူတူ share ပြီးသုံးရတာဖြစ်တာကြောင့်မလို့ပေါ့နော်ပြီးရင်ဒီကောင်တွေကဈေးလဲချိုတယ်share house တွေကဇဘော်တွေပါတယ်အဲ့လောက်ကြီးမကုန်ဘူးလို့ပြောတယ်ဒီအိမ်လာကတစ်လစာတောင်းမှလည်း2လစာလောက်တွင်းပြီးတော့တန်းပြီးတော့တက်နေလို့ရတယ်လို့လည်းကြာဘူးပါတယ်ပေါ့နော်တရှိလေနေတော့မနေဘူးဒါပေမဲ့ဒီ share house ဆိုပြီးတော့နေကြတဲ့မြန်မာတွေအများကြီးရှိတယ်ဆိုတော့ဒါအဆင်ပြေမယ်ထင်ပါတယ်ပေါ့နော်တယောက်ထဲသမားတွေအတွက်ဆိုရင်နော်
ပြီးတော့ခါမှာဒါတော့တိတ်တော့မလို့ပါဘူးเนาะTekken Concrete ပေါ့နော် Tekken Concrete ဆိုတာဘာလဲဆိုတော့ RC နဲ့ဆောက်ထားတဲ့အစာအုပ်ကိုပြောရဖြစ်ပါတယ်ဒီလိုအစာအုပ်တွေဆိုရင်တော့ငလင်းနန်းလေးခံတယ်ပေါ့နော်ဟုတ်တယ်မလားပြီးတော့Mokuzoဆိုဆန္ဒဝါရှိပြောတဲ့အပတ်တော့ပေါ့နော်တိုက်ခန်းတွေဘာတွေကဒီတက်သားနဲ့ဆောက်ထားတာများတယ်Mokuzoဆိုရင်တော့ပြောမဆိုရင်တော့ဆန္ဒပြောတဲ့အတန်မလုံးဘူးပြီးရင်เนาะငလင်းတွေဘာတွေတက်ပြီးတော့မကောင်းဘူးပေါ့နော်ပြီးဈေးချိုတယ်ပေါ့နော်ဒီကောင်ကMokuzoဆိုရင်ဟုတ်ပြီအဲ့ဆိုရင် part 3ပါတခါတည်းပဲသွားလိုက်တော့မယ်ပေါ့နော် part 3ကဘာလဲဆိုတော့ Hikoshi mae Hikoshi Zango の日本語ပေါ့နော်အိမ်မပြောင်းငယ်နဲ့အိမ်ပြောင်းပြီးဂျပန်စာပေါ့နော်အဲ့လိုအဓိပ္ပာယ်ဖြစ်ပါတယ်အရင်ဆုံးမှာ new cure ပေါ့နော် new cure ဆိုတဲ့အဓိပ္ပာယ်ကဘာလို့ရှိတော့ဒီအိမ်အဟောင်းကနေပြီးတော့အိမ်အစ်စ်အဲ့လိုပဲပြောမှာပေါ့နော်ကိုပြောင်းမဲ့အိမ်ကိုပြောင်းနေဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော် move in လုပ်တယ်ပေါ့နော်ဟုတ်တယ်မလားနော်အိမ်ပြောင်းနေnew cure するပေါ့နော်ကိုကအိမ်အဟောင်းကနေထွက်တော့မယ်ဆိုရင်တော့ tai cure するလို့ပြောပါတယ် tai cure するပေါ့နော်ဟုတ်ပြီဆိုတော့ဘာလို့အိမ်ပြောင်းတဲ့ခါမှာเนาะဒီအိမ်အဟောင်းကိုပြောင်းမယ်မလားပြောင်းမှဖြစ်တာကြောင့်မလို့ဒီအိမ်အဟောင်းကပေါ့နော်ဒီလာပြီးစစ်တယ်အိမ်ရှင်ကလို့ပဲပြောမှာပေါ့နော်ဒီဂျားကန်ကုမ္ပဏီကလာစစ်တယ်ပေါ့နော်အဲ့ချိန်မှာလာစစ်တဲ့ခါမှာเนาะကိုကเนาะအိမ်ရဲ့နေရံတွေเนาะဟိုပျက်စီးနေတယ်ကြမ်းငင်းနေပျက်စီးနေဆိုရင်တော့ဒါရောရမှာပေါ့နော်အဲ့လိုမျိုးအခြေအနေဖြစ်ပါတယ်ဆိုတော့လာပြီးစစ်တဲ့အချိန်လာပြီးစစ်တာဘယ်လိုပြောလဲဆိုတော့တိုင်ကျော်တချီအိုင်ပေါ့နော်တချီအိုင်လို့ပြောပါတယ်စစ်ဆေးတာပေါ့နော်ဆိုတော့ဒီရှိတစ်ခေါက်တော့အိမ်မှာပေါ့နော်ဒီအိမ်ရဲ့နေလေးကဒီလက်ညှိုးတော်လေးကွဲသွားတာပေါ့နော်ကွဲသွားတာဖြစ်တာကြောင့်မလို့ဘာလုပ်လဲလဲဆိုတော့ဒီတခန်းလုံးရဲ့ပေါ့နော်ဒီနေရံကိုခွာပြီးတော့အစ်စ်ပြန်ရောရတယ်ပေါ့နော်ဆိုတော့ဂျပန်မှာတိတိလေးပျက်စီးသွားလဲအကုန်လုံးနေရံဆိုရင်အဲ့လိုမျိုးအဓိကနေရံဆိုရတဲ့ဒီ wallpaper တွေပေါ့နော်ပြန်ပြီးတော့အစ်စ်ကနေပြန်ပြီးတော့ရောပေးရတယ်ပေါ့နော်ဒါပေမဲ့ wallpaper အစကတည်းကဟောင်းနေတာဆိုတော့တိတ်တော့မရောလိုက်ရပါ1000ကျော်ပဲလားမသိရှိရပေါ့နော်အဲ့လိုမျိုးပြီးတော့နေညစ်ပတ်နေတယ်ဆိုရင်လည်းပဲသူတို့ကဟိုဘယ်လိုပြောတန်ရှင်းဘိုးတော့ပေးရတယ်ဆိုပေမဲ့တန်ရှင်းဘိုးကနိုင်ရန်ထဲမှာမပါဘူးလို့ပြောတယ်ပေါ့နော်။ဘာလို့ရှိတစ်ခါတော့ဗီဒီယိုတော့မှအတူတင်မှုသေးရပေါ့နော်။ဒါပေမဲ့နောက်ဆုံးတော့ညှိလိုက်တာတန်ရှင်းလုပ်ပြီးမှဖြစ်သွားတယ်ပေါ့နော်။အဲ့နိုင်ရန်ညစ်ပတ်နေတာမျိုးပြီးတော့ပြဲနေတာမျိုးဆိုရင်သူတို့ကဟိုဘယ်လိုပြန်ပြီးတော့ပေါ့နော်အစ်စ်ပြန်ရောရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဆိုတော့ဒါကြောင့်မလို့ဘယ်လိုပြောမလဲနည်းနည်းလေးတတိထားပြီးတော့သုံးဆွဲကြပါပေါ့နော်အဲ့လိုပြောချင်ပါတယ်အပြီးရင်ကျန်းကင်းတွေပါတွေကိုတတိထားပေါ့နော်ဘာလို့ရှိလို့ရှေ့တလောလေးကဒီ group ကူမှတွေ့လိုက်တာပေါ့နော်သူကမီးဘူတိုင်နဲ့ကျန်းကင်းလောင်သွားတာပေါ့နော်ဆိုတော့သူကအစားဆုံးပြန်ရော18000တောင်မှရောရတယ်လို့ပြောရတယ်ပေါ့နော်ဆိုတော့ဒါလေးလည်းပဲတတိထားကြပါပေါ့နော်ဟုတ်ပြီဒါကတော့ဂျပန်မှာနေတဲ့အခါမှာသူတို့ရဲ့နော်ဟိုစီမင်းစည်းကမ်းနဲ့နေရတာပေါ့နော်ဟုတ်တယ်မလားဆိုတော့ပြီးနေရံတွေမှာလည်းပဲနော်သူတို့ပပလေးတွေကပြောမှဆိုတော့နည်းနည်းလေးထိလိုက်တာနဲ့ဟိုနဲ့ကွဲမလို့ဒီနဲ့ကျိုးမလို့အဲ့လိုမျိုးလေးတွေပေါ့နည်းနည်းကြောက်ရတယ်ပေါ့နော်ပြီးရောရရင်လည်းနင့်နေရပဲပေါ့နော်ပြီးနောက်ခါမှာတန်ရှစ်တိုတိုခဲပေါ့နော်တန်ရှစ်တိုတိုခဲဆိုတော့ဘာတရှိတို့ကအိမ်ကနေပြောင်းတော့မယ်ဆိုတဲ့အကြောင်းကြားစာပေါ့နော်ဘာတရှိကထားပါတော့ဒီရက်ကွက်မှာနေတယ်ဟုတ်ပြီနောက်ထပ်ရက်ကွက်တစ်ခုကိုပြောင်းမယ်ဆိုရင်ဒီရက်ကွက်ထဲကနေပြီးတော့ပြောင်းတော့ပါမယ်ဆိုပြီးတော့အကြောင်းကြားရတယ်ပေါ့နော်ဘယ်မှာအကြောင်းကြားရလဲဆိုတော့ရက်ကွက်ရုံးမှာနော်ခုရခုရှော့ရှိရခုရှော့မှာအကြောင်းကြားရပါတယ်ဆိုတော့အဲ့မှာတွားပြီးတော့ tension တူတူကဲလောက်ချင်လို့ပါဆိုပြီး found တွေပါဖြည့်ပြီးတော့တင်ရတာပေါ့နော်အဓိကတော့ဘာလုပ်လဲဆိုတော့ကိုယ့်ရဲ့ my number ကတ်နဲ့ကြည့်ဒီခန်းကုန်းကိုကန်ရှော့ပေါ့နော်ကျမ်းမာရေးအမခံကတ်မှာလိပ်စာပြောင်းတယ်ပြီးရင်တက်တန်းနေလေဘယ်လိုပြောမလဲဟိုဘက်ရက်ကွက်ကကျမ်းမာရေးအမခံနဲ့ဝင်သွားတာဖြစ်တဲ့ကြောင့်ဒီဘက်ကကျမ်းမာရေးအမခံကသုံးမရတော့ပါဘူးဆိုတာမျိုးဖြစ်သွားတယ်ပေါ့နော်ပြောမယ်ဆိုတော့ဒီဟာ tension တူတူကဲတွားပြီးတော့လှုပ်လိုက်တာနဲ့သူတို့လှုပ်ပြီးမှာပေါ့နော်ဒါတွေကတော့အဓိကတော့ဒီ my number နဲ့ဒီခန်းကိုကန်ရှော့နှစ်ခုသူတို့လောက်တာဖြစ်ပါတယ်ပြီးရင်10 new တိုတိုခဲပေါ့နော်ဟုတ်ပြီဟိုဘက်ကထွက်မှာမလို့ပေါ့နော်10 shoot တိုတိုခဲပုတ်ပြီးသွားပြီဆိုရင်ဒီဘက်ရက်ကွက်လည်းရောက်တော့ကိုကဒီဟာကိုပြောင်းလာပါပြီဆိုပြီးတော့10 new တိုတိုခဲပေါ့နော်ပြောင်းလာတဲ့အကြောင်းကြားစာပို့ရအဲ့ဆိုရင်သူတို့ကဘာလုပ်ပေးလဲဆိုတော့ကျမ်းမာရေးအမကန်အတစ်ထုတ်ပေးတယ်ပြီးရင်ဒီမာနံပါကရဲ့နောက်မှာလိပ်စာအတစ်ရေးပေးတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်ဒါကတော့မလုပ်မနေရပါနော်မဟုတ်ဘူးဆိုရင်ဟိုဘက်ကမှာဆက်ပြီးနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်သွားလိမ့်မှာပေါ့နော်ပြီးဟစ်ကိုရှိကျော်ရှာပေါ့နော်ဟစ်ကိုရှိကျော်ရှာဆိုတာအိမ်ပြောင်းရွှေ့ပေးတဲ့ကုမ္ပဏီဖြစ်ပါအိမ်ပြောင်းတဲ့ခါမှာကိုယ့်အကိုနော်ကိုအထုပ်လေးတစ်ထုပ်နှစ်ထုပ်လောက်ဆိုတော့ကိစ္စမရှိဘူးပစ္စည်းအများကြီးပါရှိဆိုဒီမှာဇပွဲတွေရောနော်ရေခဲတက်တာတွေရောနောက်ဝိရှော်ဆိုအများကြီးရှိရောဆိုတော့အိမ်ပြောင်းတဲ့အခါမှာကိုယ့်ကိုပြောင်းလို့မရနော်ဟစ်ကိုရှိကျော်ရှာလို့ခေါ်တဲ့ပြောင်းရွှေ့တဲ့ကုမ္ပဏီကိုခေါ်ရတယ်ပေါ့နော်ဆိုတော့သူတို့သတ်မှတ်ထားတဲ့ဟာပြောတာပေါ့နော်အဲ့ချိန်မှာကိုကဒါတွေကိုလုပ်ပြီးတော့
ပတ်စံပေးရပါဒီကတော့ဟုတ်တယ်သူတို့ကလာတည်ပေးတယ်ချပေးတယ်ပတ်စံပေးရတယ်ပေါ့နော်ဒါကတော့ဟစ်ကိုရှိဂီယောရှာလို့ဖြစ်ပါတယ်တကယ်တမ်းတော့ရှိဒီဂျပန်လူမျိုးနဲ့ပြောင်းတာမဟုတ်ဘူးမြန်မာလူမျိုးလိုင်းမောကနေပြီးတော့ရှာပြီးပြောင်းလိုက်တာပေါ့နော်ပို့ပြီးဈေးချိုတယ်ပို့ပြီးတော့လည်းပဲမြန်မာဆိုတော့ဒီမလားအသေးချာတည်ပေးရပေါ့နော်အစင်တော့ပြေရပေါ့နော်ပြီးရင်ဘာရှိဒီမှာဆွီဒိုဂါဆုဒန်ကီနိုခိုင်ယာကုပေါ့နော်ဒီကောင်ကလည်းပဲစာလုံးအနေနဲ့ဆိုတာတဲ့ပြောချင်လို့ထည့်ထားတာပေါ့နော်ဆိုတော့ဘာရှိလို့အိမ်ပြောင်းတဲ့ခါမှာအရင်အိမ်ရဲ့ပေါ့နော်ဒီရေတွေမီးတွေ gas တွေပေါ့နော်ဒီကောင်တွေစာချုပ်ချုပ်ထားရတယ်ကွာအဲ့စာချုပ်တွေကိုဖျက်ရတယ်ပေါ့နော်အဲ့ခိုင်ယာကုလို့ခေါ်တယ်စာချုပ်ဖြစ်ချင်းလို့ပါဆိုပြီးဖုန်းဆက်ပြတော့မှလည်း online နဲ့တင်ရတယ်ပေါ့နော်မဟုတ်ဘူးဆိုရင်ကိုအဟိုဘက်မှာကိုယ့်ရဲ့ bank account တွေပိုင်းနဲ့ဆက်ပြီးတော့တုံးနေရဲဆိုတဲ့ date ပဲမျိုးဖြစ်သွားမှာပေါ့နော်ဒါကြောင့်မလို့ဒီရက်အိမ်ပြောင်းမယ်ဒါကြောင့်မလို့ဒါတွေကိုစာချုပ်ဖြတ်ပါတယ်ဆိုပြီးတော့ဗတရှိတို့ကလောက်ရတယ်ပေါ့နော်စာချုပ်ဖြတ်ရပါတယ်တော်တော်အလုပ်ရှုပ်တယ်တော်တော်ကိုအလုပ်ရှုပ်အဲ့ချိန်ဆိုရင်အိမ်ပြောင်းတဲ့လူတွေလည်းများနေဖုန်းဆက်တဲ့ကောင်မှာတစ်ခါနဲ့မရနှစ်ခါနဲ့မရတော်တော်စိတ်ညစ်ရတာပေါ့နော်ပြီးရင်နောက်တစ်ခုဗာပြန်လို့မဆိုခေရက်ခုပြန်လို့ရမယ်စာချုပ်ပြန်ကြောက်မယ်ဘာတရှိတို့ကဟိုဘက်ကပြောင်းပြီးဒီဘက်ကိုလာဝင်တဲ့အခါမှာတော့ဒီဘက်မှာလည်းရေမီဂတ်300အောင်ပါလीเนาะအဲကြောင့်မလို့ဒီဘက်ခန်းမှာဒါတွေသုံးပါမယ်စာချုပ်ချုပ်ပါမယ်ဆိုပြီးတော့ထပ်ပြီးတော့ပေါ့နော်စာချုပ်ချုပ်ရတယ်ဒါကတော့ဒီ Foodsan ကုမ္ပဏီကိုငှားတဲ့ HM အကျိုးတော်ဆောင်ကိုပြောလိုက်ရင်သူတို့နဲ့ချိတ်ထားတဲ့ကုမ္ပဏီနဲ့ချိတ်ပေးလိုက်ရုံပါပဲကိုကတော့ဖုန်းဆက်ပြီးတော့အချက်လက်တွေပေးပါညာပေါ့နော်သူတို့ကညွန်ကြားပေးတယ်ပေါ့နော်ဒါပေမဲ့ဒါကတော့ကိုယ့်ကိုလုံးရတာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့စာချုပ်ပြန်ချုပ်ရတယ်ဒီကနေ့မှာကိုက Wi-Fi မှာเนาะတက်ထားရဲဆိုရင် Wi-Fi စာချုပ်ဖြတ်ပြီးရင်ဟိုဘက်မှာ Wi-Fi စာချုပ်ပြန်တက်အဲ့လိုမျိုးပေါ့နော်ဒါတွေလောက်ရတာဖြစ်ပါတယ်ဆိုတော့အဲ့တစ်ခါပြောင်းတာတော့တော်တော်မလွယ်ဘူးတော်တော်လေးအလုပ်ရှုပ်တယ်တော်တော်လေးစိတ်ပင်ပန်းရတယ်တော်တော်လေးလူပင်ပန်းရတယ်ပေါ့နော်ပြီးရင်ပတ်စံတွေလည်းအများကြီးကုန်တယ်ပေါ့နော်အဲ့လိုပဲဖြစ်ပါတယ်ဆိုတော့အိမ်တိတ်မပြောင်းကြပါနဲ့ဘာလို့ရှိအိမ်ပြောင်းတာနှစ်ခါရှိနေပြီပတ်စံလည်းတော်တော်ကုန်နေပြီပေါ့နော်တော်တော်လည်းလူလည်းပင်ပန်းနေပြီနောက်တစ်ခါတော့မပြောင်းကျင်တော့ဘူးပေါ့နော်ဟုတ်ပြီအဲ့ဆိုတော့အခုလောဆယ်ဒီစကလုံးလေးတွေတင်ပေးရင်လည်းအိမ်ပြောင်းတဲ့အခါမှာဘယ်လိုတွေရှိတယ်ဘာတွေဘယ်လိုလုပ်ရလဲဆိုတာကိုဒါတော်တော်များများနားလည်သွားပြီထင်တယ်အသေးစိတ်ကတော့ကိုယ့်အကိုလှုပ်ရင်းနဲ့တိသွားပါလိမ့်မယ်ပေါ့နော်အဲ့လိုပဲပြောမှာပေါ့နော်ဟုတ်ပြီဗီဒီယိုလည်းတော်တော်ရှည်သွားပြီဆိုတော့နောက်ဗီဒီယိုမှာတင်မယ်နောက်ဗီဒီယိုဆိုတော့တခြားပေါ့နော်ခိုင်းဝါတင်ပေးတဲ့ဗီဒီယိုတွေဘာတွေပြောတာဖြစ်ပါတယ်အိမ်ပြောင်းစရာဗီဒီယိုကတော့ကုန်လာပြီပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်တော့နောက်ဗီဒီယိုမှာတင်မယ်နော်မတန်နေ